အားလုံးမင်္ဂလာပါအခုကျွန်တော်ရှင်းပြခြင်းတဲ့အကြောင်းကတော့ကျွန်တော်ဒီစကားပြောမှာသုံးလို့ရတဲ့ပုံစံလေးချက်လောက်လေ့လာကြည့်အောင်ပထမဆုံးအနေနဲ့ကျွန်တော်တို့ကဘတ်စကားမှတ်တိုင်စီးတဲ့အခါမျိုးတွေမှာအားတို့ဘယ်မှတ်တိုင်ရောက်ပြီလဲဆိုတဲ့အခါမျိုးတွေမှာဘတ်စကားစီးနေနေကျွန်တော်တို့ကကိုရောက်တဲ့မှတ်တိုင်ကိုသိကျင်တဲ့အခါမျိုးမှာဘယ်မှတ်တိုင်ရောက်ပြီလဲလို့မေးကြကျွန်တော်သုံးလို့ရတဲ့ပုံစံဒီ what stop are we at ဆိုပြီးမေးလို့ရတယ် what stop are we at ကဲတဲ့ဘေကငါတို့ဘတ်စကားမှတ်တိုင်ရောက်နေပြီလဲဆိုမေးလို့ရတယ်နောက်တစ်မျိုးကကျွန်တော်တို့ကနောက်မှတ်တိုင်ကဘာလဲဆိုတဲ့အထိပ္ပယ်ကိုကမှတ်တိုင်တစ်ခုရောက်နေပြီပေါ့အဲ့တော့နောက်မှတ်တိုင်ကဘယ်မှတ်တိုင်လဲဆိုတော့ကိုကသိချင်ဘယ်လိုမေးလို့ရလဲဆိုရင် what stop is next ဆိုပြီးမေးလို့ရတယ် what stop is next အဲ့တော့နောက်မှတ်တိုင်ကဘာမှတ်တိုင်လဲဆိုမေးလို့ရတာပေါ့နောက်တစ်မျိုးကျွန်တော်ဘန်နေပါတွေပတ်စံသွားထုတ်တဲ့အခါမျိုးတွေမှာပတ်စံထုတ်ချင်တယ်ဆိုတဲ့အသုံးနှုန်းကျွန်တော်တို့ကပြောချင်ဘယ်လိုသုံးလို့ရလဲဆိုရင် I'd like to make a withdrawal ဆိုတဲ့အသုံးမျိုးလေးရတယ် I'd like to make a withdrawal ဆိုတဲ့အဓိပ္ပာယ်ကပတ်စံထုတ်ချင်တယ်ဆိုတဲ့အသုံးနှုန်းနဲ့အသုံးပြုလို့ရတယ်အဲ့တော့ခုနပြန်ကြည့်မယ်ဆိုရင်ဘယ်မှတ်တိုင်ရောက်နေပြီလဲဆိုကိုကဘတ်စကားစီးနေနေကိုသိကျင်တဲ့မှတ်တိုင်ကိုမေးတဲ့အခါမျိုးမှာဘယ်မှတ်တိုင်ငါတို့ရောက်နေပြီလဲငါရောက်နေပြီလဲဒါမှငါတို့ရောက်နေပြီလဲဆိုရင် what stop are we at ဆိုပြီးမေးလို့ရတယ်နောက်မှတ်တိုင်ဘယ်မှတ်တိုင်လဲဆိုရင် what stop is next ဆိုပြီးမေးလို့ရတယ်နောက်တစ်ခုကကျွန်တော်ဗတ်ဆက်သွားမယ်ဆိုရင်ဥပမာနင်သူ့ကိုမတွေ့တာကြလို့နင်သူ့စာလေးတစ်စောင်လောက်တော့ရေးသင့်တယ်ဆိုရင် you should write a letter to him ဆိုရအသုံးပြုလို့ရတယ် you should write a letter to him ဆိုရအသုံးပြုလို့ရတယ်အဲ့တော့ဒီနေရာမှာတည်ထားမှာက have been back ကိုကျွန်တော်တို့ကSHOULD should ကိုအသုံးပြုရတာပေါ့သင်တခုလုံးသင်တယ်ဆိုကျွန်တော် should နဲ့အသုံးပြုလို့ရတယ်အဲ့တော့ you should write a letter to him ဆိုရင်နင်သူ့ကိုစာလေးတစ်စောင်လောက်ရေးသင့်တယ်ဆိုအထိပ္ပယ်မျိုးအဲ့တော့ပြန်ကြည့်မယ်ဆိုရင် what stop are we at အဲ့တော့ဘယ်မှတ်တိုင်ရောက်ပြီလဲဒါမှမဟုတ်လဲ what stop is next အဲ့တော့နောက်တစ်မှတ်တိုင်ကဘယ်မှတ်တိုင်လဲနောက်တစ်ခုကကျတော့ I'd like to make a withdrawal အဲ့တော့ငါပတ်စံထုတ်ခြင်းလို့ဆိုအသုံးပြုလို့ရတယ်နောက်ခုကကျတော့ကျွန်တော်တို့က main သူ့ကိုစာရေးတင်နေဆိုရင် you should write a letter to him ဆိုပြီးတော့ကျွန်တော်အသုံးပြုလို့ရပုံစံလေးပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲကြိုးရှိမယ်ဆိုရင် comment မှာ useful လို့ရေးသွားလို့ရပါခင်ဗျာဒီလိုမျိုးဗီဒီယိုတွေလေ့လာခြင်းနဲ့ဆိုရင်ကျွန်တော် YouTube channel မှာလည်းတင်ပေးထားပါဖြစ်ပါတယ်ခင်ဗျာအဲ့တော့ comment ရဲ့ YouTube link မှာလည်းဝင်ပြီးတော့ subscribe လုပ်ပြီးတော့လေ့လာလို့ရပါခင်ဗျာအားလုံးပဲကြိုးရှိမယ်လို့ညွှန်လိုက်ပါတယ်